အောင်အတွေ့အများရောက်နေခဲ့အဖြူအောင်ဆန်းသောထီတွေ့ကိုပိုင်ဆိုင်ရင်နဲ့ငါရဲ့မဘလို့ချင်းငယ်မသိခဲ့လောက်အောင်မျောလင်းချက်ထားမိရဲ့အိမ်မတွေ့ရတကယ်မဖြစ်လာတဲ့ကမျောလင်းချက်ထားတဲ့သူကပဲတကယ်နဲ့နာခဲ့တာပတ်ဝန်းကျင်ကပြောတဲ့စကားတွေကိုငါပြရှာခဲ့တာစုံလုံးကချစ်မိခဲ့တာယူတယောက်ရဲ့တာသစ္စာပဲကွာဘွားကမဲနိုင်ပြီးတော့ကန်ဆန်းရတယ်လို့မျိုးကန်မကောင်းနိုင်တော့တဲ့အခါတိတ်ကိုပြန်လွယ်ရတာလို့ဆိုင်ခဲ့တဲ့လက်ဖွားတစ်ခုကိုအရင်လိုပြန်တန်းတာလာလို့ယူမိုင်းမိတဲ့ကိုယ်စိတ်ကိုတော့ခံမမရပါဘူးအိမ်မဖြစ်လို့ထားရင်ကိုယ်အတန်တရားမှာဝေးမချွတ်တဲ့သူပေးစယူချစ်ခဲ့ခြင်းတွေရတဲ့ကိုမလုံးလောက်ခဲ့တော့ကူငါဘယ်ရအောင်မယုံကြည်ရဲ့လို့လိန်ညာတွေနဲ့မကင်းခဲ့ရတာမို့နေကြောင်တူတူလေးငါကြားတယ်လေယူတွေနဲ့တူပါလာခဲ့တယ်ငါရဲ့နားတယ်အတိတ်ကိုတိတ်မထားဖို့ဆုံးဖြတ်ထားခဲ့ပေမဲ့ယူသေးတဲ့လုံးသားများကအားနေခဲ့လက်ပြလို့နှုတ်ဆက်ဖို့ငါမခဏလောက်တွေးပေမဲ့ရင်ခုန်တဲ့နေခွန်အားခြင်းမမြလို့ပြုံးမြလို့မုန်းသွားဖို့ကိုကြိုးစားကြည့်ပေမဲ့ဒါမလွယ်တော့လို့အတွေ့အများနဲ့ညရီတိုင်းမှာကိုယ်တယောက်တည်းပေါ်ချီရဲ့လင်းမရတဲ့ညရီတိုင်းမှာနင်းပြန်လာဖို့ဆောင်ခဲ့တယ်မျောလင်းချင်ရည်လေးကိုနင်းပြစီလို့ခွေလိုအပ်မှသုံးချခဲ့ရရင်နာမိတယ်